နည်းနည်းလေးနောက်ကျသွားတယ် sorry ပါရှင်နော်ဟိုမှာနင်တို့မိတို့ရငါ့ကိုစီဝေးဆိုပြီးတော့ခေါ်ပြီးတကယ်လည်းမလုပ်ဘူးဘယ်နိုင်ထိုးသွားပြီတော့ဟဲ2 နာရီ 45 လောက်ဖြစ်နေကဲမထူးတော့ပါဘူးဒီနေ့ကတော့စာမတင်တော့တောက်ကြနေလည်းဖြစ်နေပြီဆိုတော့နော်ကဲဆရာမကိုဆရာမမိတ်ဆက်ပေးမယ်ဟေးစကားမများနဲ့ဆရာမကိုဆရာမမိတ်ဆက်ပေးမယ်ဆရာမနာမည်ကဒေါ်မော်လီနိုင်ဘာတူလဲမော်လီနိုင်ပါဆရာမအေးဟုတ်ပြီနော်ဘော်လီမနိုင်မဟုတ်ဘူးနော်မော်လီနိုင်နော်ဘော်လီမနိုင်နဲ့မော်လီနိုင်မဟုတ်ဘူးနော်ဒေါ်မော်လီနိုင်ဟုတ်ပြီနော်ကဲဆရာမဘာဘာသာသင်မှာလဲဆိုတော့အင်္ဂလိပ်စာသင်မှာဆရာမဘာသာမှာဆရာမကစာအုပ်ကိုပေါင်းပြီးရေးတာဆရာမမကြိုက်ဘူးဟုတ်ပြီနော်ဟေးစကားမများနဲ့ပြောနေတာစာဝင်တာနဲ့ဘလူးဆိုင်တီးရတော့မယ်နော်ကဲဆရာမဘာသာကိုဆရာမပေါင်းပြီးရေးတာမကြိုက်ဘူးစာအုပ်၄အုပ်ထားမယ်ဘယ်နှအုပ်ထားမလဲဗလာစာအုပ်ကိုဘယ်နှအုပ်ထားမလဲ၄အုပ်တစ်အုပ်ကကြတော့ grammar နော်ဒီလက်ညိုးမှာ grammar ထားမယ်ဟုတ်ပြီနော်ဘယ်နှအုပ်ထားမလဲ၄အုပ်ထားမယ်ပထမဆုံးက grammar ကဲပြီးကြလို့ရှိရင်ဒုတိယတစ်အုပ်ကကြတော့ essay စာအုပ်ထားမယ် essay နဲ့ letter ကိုပေါင်းပြီးရေးဘူးနော်နောက်တစ်အုပ်ကကြတော့ letter ကိုထားမယ်နော် letter ကိုထားမယ်နော်ကဲနောက်တစ်အုပ်ကကြတော့ဆရာမတို့ read the passage တို့ close type တို့ကွက်လက်ဖြည့်တို့အဲ့ဒါကိုတစ်အုပ်ထားမယ်ဖြစ်နိုင်ဆရာမခွဲထားခြင်းလားစာအုပ်တအားများသွားမှာကြောက်လို့နော်၄အုပ်ထားမယ်ဘယ်နှအုပ်ထားမလဲ၄အုပ်ထားမယ်ဟုတ်ပြီနော်နားလဲရနော်တဲရမအောင်လဲ၄မယ်ဆိုတော့ဆရာမသိတယ်ဒါပေမဲ့ဆရာမအရန်တက်တက်မြင့်မြင့်ပဲကြိုက်တယ်နော်စာအုပ်တွေကိုကြီးလိုက်ရှင်းနေမှာဆရာမသဘောကျတာနားလဲရနော်ဗလာစာအုပ်ကိုလည်းဖြစ်နိုင်ဆရာမပဲဝယ်ပေးချင်တာဒါပေမဲ့ဆရာမလည်းဆရာမယောက်ျားရဲ့လာစာနဲ့ဆရာမစားနေရတာဆရာမလာစာငွေတိုးပေးထားလို့နော်အဲ့တော့ဟိုဘယ်လိုပြောရမလို့ဝယ်ပေးခြင်းနဲ့ဒါပေမဲ့ဆရာမယောက်ျားလည်းအခုလက်ရှိအချိန်ထိလာစာမပို့သေးဘူးလာကုန်ရဖြစ်နေတော့လေငွေကနည်းနည်းအခက်လေးဖြစ်နေလို့နော်ဒီတရာတော့ဟိုငါသားတို့ကဆိုငါသားကိုဝယ်လိုက်နောက်တစ်လားကြာလို့ရှိရင်ဆရာမအစင်ပြေဝယ်ပေးမယ်အစင်မပြေဖို့တော့များတယ်နော်အဲ့ဆိုလို့ရှိရင်စာအုပ်ကိုဘယ်နှအုပ်ထားမလဲ၄အုပ်ထားမယ်နားလဲပြီနော်ကဲအဲ့ဆိုဒီနေ့ဆရာမစာမတင်တော့ဘူးကဲအဲ့ဆိုလို့ရှိရင်ကဲနှုတ်ဆက်မိနေထိုင်နော်တတင်းလာနေမှဝင်မယ်ဆရာမချိန်ပါလားတင်းလာနေပါလားအေးနော်လာခဲ့မယ်နော်โอเคတတာနင်တို့အမေတယောက်လုံးရှေ့မှာရောက်နေပြီစကားတွေကများလို့မပြီးနိုင်ဘူးကျောင်း3 လပိတ်ထားပေးလည်းမပြီးဘူးငါဘာသူဆိုတာတော့သိလားမသိဘူးဆရာမမသိရင်စုံစမ်းလေမသိရင်စုံစမ်းရမယ်လေကိုအတန်းပိုင်းတယောက်လုံးရဲ့နာမည်ကိုတော့မသိသေးဘူးခုချိန်ထိဟမ်ဗမာလဲဖျားပန်းကိုငါဝယ်ခိုင်းမှဝယ်မှာလားဗမာလဲတစ်ပြက်စီဗမာလဲမိုက်ပုံကိုအတန်းပိုင်းတယောက်လုံးနာမည်ကိုတော့မသိဘူးဆိုတော့မဟုတ်နေသေးဘူးနင်တို့ငါရဲ့ရာဇဝင်စုံစမ်းလိုက်အောင်အရှိရကြောင်းပြီးသွားတဲ့အတန်းလူတွေကိုမေးလိုက်ငါရာဇဝင်ငါနာမည်ဘယ်သူလဲငါဘာလုပ်လဲငါဗမာနေလဲဆိုတော့စုံစမ်းကြည့်လိုက်မနေ့ကအတန်းကောင်းဆောင်ဘယ်သူလဲမင်းလားဒီနှစ်ကလောက်ဖို့စီစဉ်မရှိဘူးလားငါလှုပ်ဆိုပြီးတော့ပြောမှလှုပ်မှာလားကိုဟာကိုတာဝန်ယူခြင်းစိတ်မရှိဘူးလားခိုင်းမလှုပ်တာပါလေအေးသိရင်ပြီးရပဲထောက်စားတွေငါဘာတင်မယ်ဆိုတော့သိလားမသိစုံစမ်းထားလေဘာသာတင်မယ်ဆိုတော့စုံစမ်းထားလေထောက်စားတွေနောက်တစ်ခါစကားပြောတာနားကြီးရနော်တန်နေမကြားချင်ဘူး